အခုလို့ရတန်းပြီးတော့ကြားတယ်မာတယ်ဆိုတဲ့တပွဲလို့တွေကိုတုံးနေလုံးလားတပွဲလို့တွေရဲ့ဆိုးကျိုးတွေရောအခုလို့သိပြီးပြီတပွဲလို့တွေမှာဆိုလို့ရှိရင်ခေါင်းကိုက်တာခေါင်းကိုလုံးဝကိုက်တာနော်ရိုးတနက်ကိုက်တာမဟုတ်ဘူးခေါင်းကိုစစ်အတွင်းထဲကနေအဲ့လိုမျိုးကိုက်တာခေါင်းမူးတာရင်တုံတာရင်ပူတာနော်နောက်ပိုင်းသုံးပါမှပြီးတော့ဒီဆေးကိုမှမတောက်ရရင်မနေနိုင်မတောက်ရရင်ခမမှုအားရင်မရှိဘူးနော်ဒီဆေးမတိုးတာပေါ့နော်ဆေးဘာဒီတုံမတိုးတော့တာမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့အပေါ်တို့ကိုတပွဲတို့သုံးတာလျှော့ပါလို့ပဲပြောချင်ပါတယ်နော်ကိုကတဘာဝအတိုင်းဘေးတော့ဆိုဆိုလည်းမရှိချင်ဘူးတကယ်ကိုမှမာကျင်ကြခြင်းနဲ့နော်တကယ်ကိုမှအိမ်တော်ကြီးဒုက္ခကိုလည်းပြေးဝခြင်းနဲ့ဘေးတော့ဆိုဆိုကလည်းမရှိချင်ဘူးတကယ်ကိုမှပစ္စည်း quality ကောင်းတာကိုလည်းလိုချင်တယ်ဆိုလို့ရှိရင်ခင်ဗျတို့ရဲ့တောင်ကြအုပ်အနီရဲ့ရှစ်မတက်ရဲ့ခွေလျားစီရဲ့နဲ့ပေါင်းဆက်ပြီးတော့တမားတော်ကြီးကိုယ်တိုင်အချိုးကျခေါ်ဆက်ထုတ်လုပ်ပေးထားတယ်ခင်ဗျတို့ရဲ့တောင်ကြယိုကိုအကိုတို့စိတ်ချယုံကြည်စွာသုံးဆွဲပေးလို့ရတယ်တကယ်ကိုမှခင်ဗျတို့စီမှာ review ကောင်းတွေလည်းရရှိထားတယ်နောက်ပြီးတော့တကယ်ကိုမှရလက်ထပ်ပြီးတော့ထက်ကလာဝယ်ပြီးတော့တငယ်ချင်းတွေပါညွန်တဲ့အထီကိုတကယ်ကိုစွမ်းထက်တဲ့တောင်ကြယူလေးပဲဖြစ်ပါတယ်ရှင်ကဲမှာယူစနေဆိုရင်တော့ခင်ဗျရဲ့ Viber နံပါတ်ခွင့်ရှင်5လေးရှိပေါ်မှာအသေးစိတ်ဆွေးနွေးတိုင်ပင်ပြီးမှဝယ်ယူပါရှင်တလားစာတပုကို6000နဲ့8000မှာခင်ဗျားတော့မိတ်ထီလာမျိုးကနေပြီးတော့အညာမောင်အညာမြေရွှေညာမြေ product တွေကိုပင်ရင်တိုက်ရိုက်အကြီးဆုံးကိုယ်စားလှယ်ကြီးဖြင့်ရောင်းချပေးနေတဲ့ပင်ရင်လက်ကားတိုင်းကြီးပဲဖြစ်ပါတယ်ရှင်ခင်ဗျားဆိုင်လိပ်စာနေရာလေးကကြည်တော်ဘုံခွန်ကြောင်းတက်မှာရှိတဲ့ဩဇာစိတ်တိုင်းပဲဖြစ်ပါတယ်ရှင်ကဲတခြားသိချင်တာရှိရင်လည်းမတ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာအကူတို့ကဒီViber မသုံးဘူးဆိုတဲ့အကိုကြီးခင်လေးရဲ့TikTok CV မှာလာဝယ်လို့ရပါတယ်ရှင်ကဲခင်လေးရောမိတ်ထလာမျိုးကနေပြီးတော့အညာမောင်အညာမျိုးတွေကိုဖြန့်ဖြူးရောင်းချပေးနေတယ်မျိုးသားမျိုးသမီးကျန်းမာရေးနဲ့အိမ်တော်ကြီးဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနေတယ်ကလေးရချင်သူတွေအတွက်လမ်းညွှန်ပေးနေတယ်ခင်လေးကတော့မိတ်ထလာဩဇာစီဆိုင်ကခင်လေးပါရှင်ကျေးဇူးအများကြီးတင်ပါတယ်